မင်္ဂလာပါကျမကတော့မြင်းဒီကုန်းရှမ်းကုန်းလမ်းဟုံးဖွားဝမ်းဆိုင်ရဲ့ဆရာမနိုင်ပဲဖြစ်ပါတယ်ဒီနေ့ကျမတခုအစီအစဉ်ရှိရပါတော့လမ်းသွားတဲ့ကောင်မလေးတယောက်ကိုဒီဇိုင်းလေးချိန်မိနေတယ်ပေါ့ဘယ်ကောင်မလေးကိုဒီဇိုင်းလေးချိန်မိလဲဆိုတာကိုလိုက်ရှာလိုက်ရအောင်ဟိုရှိမှာကောင်မလေးတယောက်တည်းတော့ချစ်စရာလေးသူ့တစ်ချက်လောက်သွားမိကြည့်လိုက်ရအောင်မင်္ဂလာပါညီမလေးမင်္ဂလာပါအမတော့လေဒီဟုံးဖွားဝမ်းဆိုင်ရဲ့ပေါ့နော်ဒါဒီဇိုင်နာပါတော့ကောင်မလေးချောချောလှလှလေးတယောက်ကိုရှာနေရအခုတော့တွေ့သွားပြီအမကလေးစပင်ဒီဇိုင်းလေးချိန်ပေးချင်လို့ရမလားမသိဟုတ်ကဲ့မှာညီမလေးစပင်ကကြတော့လေအရန်အမဲတွေထွက်နေရဆိုတော့လေဟိုချင်းချင်နေရကြပြီချိန်မရလို့လေမချင်းဖြစ်တာအဲ့အခုအဲ့ဆိုကွက်တိကြသွားတာပေါ့ဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်အမတို့ဆိုင်ထဲဝင်ပြီးတော့ညီမလေးဘယ်လိုပုံစံလေးဖြစ်သွားမလဲဆိုတာစိတ်ဝင်စားလားဟုတ်စိတ်ဝင်စားရပေါ့ဟုတ်ပြီအဲ့ဆိုလို့ရှိရင်အမနဲ့လိုက်ခဲ့လိုက်နော်စပင်းလေးချိန်မိမယ်နော်ကာလာလေးကတော့နည်းနည်းအစိမ့်ဘက်လေးသွားမယ်ကွာညိုစိမ့်ဘက်လေးသွားမယ်အဲ့လိုမျိုးဆိုညီမလေးကြိုက်လားဟုတ်ကြိုက်တယ်မစိုးဘူးမစိုးဘူးဆိုတော့လုံးဝအသစ်ဆန်းဖြစ်သွားတာပေါ့နော်အဲ့ဆိုညီမလေးနဲ့လိုက်မယ်အဲ့ကာလာလေးကိုပဲအမဆိုးပေးလိုက်မယ်နော်ညခုံနေပြီလားညခုံနေပြီနော်အဲ့ဆိုလို့ရှိရင်စောင့်ကြည့်လိုက်ရအောင်နော်ညီမလေးအမချိန်မိလိုက်တဲ့ကာလာပုံမှာဘယ်လိုလဲကြိုက်နှစ်သက်မှုရှိရလားဟုတ်ရမ်းကြိုက်ပါတယ်အပြောင်းလဲလေးဖြစ်သွားတယ်နော်ရမ်းကြည်နဲ့ရမ်းကြည်နဲ့နေတယ်ကိုကဆိုကြည့်မို့အောင်ဖြစ်ဟုတ်ပါတယ်အရန်ကြိုက်တယ်ဆိုလို့ရှိရင်ညီမလေးတငယ်ချင်းအပေါင်းနဲ့မိတ်ဆွေရှိလို့ရှိရင်အမရှိကိုညွှန်လိုက်နော်ရှမ်းကုန်းလမ်းညီဒီကုန်းရှမ်းကုန်းလမ်းဟုံးဖွားဝမ်းဆိုင်ရဆရာမနိုင်ဆိုပြီးတော့ညွှန်ပေးလိုက်နော်ရုံရုံကြည်ကြည်နဲ့လိုက်လာပေးပြီးတော့လုပ်တဲ့အတွက်ကြောင့်မလို့လေအမဘက်ကအရန်ကျေးဇူးတင်တယ်နော်ညီမလေးကျေးဇူးပါခုလိုလှလှလေးလုပ်ပေးရဲ့အတွက်ဟုတ်ပါပြီရှင်အားဆိုလို့ရှိရင်နောက်လဲစုံမယ်နော်တငယ်ချင်းတွေလည်းခေါ်ခဲ့ပြီနော်ဟုတ်ပါပြီရှင်အားစိတ်တတာ